မိုးရွာနေတဲ့ညတညမှာတက်ဆီဒရိုင်ဘာတယောက်ဟာကားကိုလမ်းပေါ်မှာတယောက်တည်းမောင်းလာခဲ့တယ်။တနေရာအရောက်မှာတော့လမ်းဘေးမှာမိန်းကလေးတယောက်ကကားကိုလှမ်းတားနေတာတွေ့လိုက်ရတယ်။သူမကတက္ကစီပေါ်တက်လာတာနဲ့ကမန်းကတန်းပြောလိုက်တယ်။ဒီနေရာကနေဝေးဝေးကိုမောင်းပေးပါ။ဒရိုင်ဘာကသူမကိုဘယ်ကိုသွားချင်တာလဲလို့မေးလိုက်တယ်။ဘယ်ကိုသွားချင်တာလဲ။သူမကဘယ်နေရာမဆိုရတယ်။ဆေးရုံကိုမပြန်ရင်ရပြီ။ဒရိုင်ဘာကကားကိုအမြန်မောင်းထွက်လိုက်တယ်။ဒါပေမဲ့လမ်းအဆုံးမှာတော့ဆေးရုံဟောင်းတစ်ခုရဲ့အရှိကိုပဲပြန်ရောက်လာခဲ့တယ်။ဒရိုင်ဘာကလမ်းပြောင်းမောင်းထွက်ခဲ့ပေမဲ့နောက်တစ်ခါမှလည်းဆေးရုံရှိပဲပြန်ရောက်လာခဲ့တယ်။မိန်းကလေးကဒရိုင်ဘာကိုပြောလိုက်တယ်။အခုက1998ခုနှစ်လားကျမကို1998မေလ25ရက်နေ့ဒီဆေးရုံမှာခွဲစိတ်ဖို့ချိန်ထားလို့ပါဒရိုင်ဘာကကားကိုရပ်လိုက်တယ်ကြည့်လိုက်တော့ဆေးရုံရှိမှာလူတစ်ယောက်မှမရှိပဲတက္ကစီအဟောင်းတွေအများကြီးရပ်ထားတာကိုတွေ့လိုက်ရတယ်ဒါပေမဲ့တက္ကစီအဟောင်းတွေရဲ့မီတာတွေကတော့မီးတွေလင်းနေခဲ့တယ်အဲ့ဒီအချိန်မှာသူမရဲ့အတန်တိုးတိုးလေးကိုဒရိုင်ဘာကသူ့နောက်ကနေကြားလိုက်ရတယ်ရှင်လဲသူတို့လိုနေခဲ့ရတော့မယ်